မင်္ဂလာပါမြောက်လန်ဒန်ဒါဘီပွဲမတိုင်ခင်မှာအာဆင်နယ်အသင်းရဲ့ပတ်ဝန်းကျင်မှာဘယ်လိုရှိနေသလဲသတင်းစာရှင်းလင်းပွဲမှာMikel Arteta ဘာတွေပြောခဲ့သလဲ pre-match interview မှာ Declan Rice ကဘာတွေပြောခဲ့သလဲ Wolves ကို2-0စီတည်ကျခဲ့ပြီးတဲ့ပွဲနောက်ပိုင်းမှာ Arsenal အသင်းရဲ့အဝေးလဲကမ်းမှာ training မှာဘာတွေဖြစ်နေခဲ့သလဲဆိုတာကိုအခုဗီဒီယိုမှာတင်ဆက်သွားမှာဖြစ်ပါတယ် Mood ကတိတ်မကြည်သေးဘူးမို့လို့ဗီဒီယိုမလုပ်ဘဲ live ပဲပြောဖို့စဉ်းစားခဲ့ပေမဲ့ live မှာကinternet connection ကြောင့်နည်းနည်းလေးထစ်နေတဲ့အခါမှာကြည့်ရတဲ့လူတွေအဆင်မပြေမှာဆိုလို့ဒီဗီဒီယိုလေးပြန်ပြီးလုပ်ပေးလိုက်ပါတယ်ခင်ဗျာโอเคကျွန်တော်တို့ပရိသတ်တွေအကုန်လုံးကတော့ Wolf ကိုတူတူနဲ့တေးကြပြီးရဲ့နောက်မှာစိတ်တွေအကုန်လုံးကတော်တော်လေးကိုပင်ပန်းသွားကြတယ်ပေါ့ဗျာမဖြစ်တဲ့ရလက်ကြီးကိုဖြစ်ခဲ့တဲ့အတွက်ကြောင့်ပရိသတ်တွေကစိတ်ပြတ်တယ်ဆိုတာထက်စိတ်ကုံသွားကြတဲ့ပုံစံမျိုးရှိတယ်ဖလားလိုချင်စိတ်ချောင်းဆိုတာထက်ဗျာအသင်းရဲ့ဖြစ်နေတဲ့ပုံကြီးကိုကြည့်ပြီးတော့စက်မကြည့်ချင်တော့တာပေါ့လေအဲ့ဒီလိုအနေထားမျိုးထီကိုရောက်သွားခဲ့တယ်ဝေဖန်မှုတွေလည်းအများကြီး social media ပေါ်မှာရောက်လာခဲ့တယ် bandits တွေကပြောတယ်ဒီလိုမျိုးပဲ random page တွေကလည်းပြောတယ်ပရိသတ်တွေကလည်းစူးစူးပူပူရှိနေတယ်ဒီလိုအနေထားမျိုးမှာ Arsenal အသင်းကချက်ချင်း bounce back ပြန်လုပ်ပြနိုင်ဖို့လိုတယ်ဒါပေမဲ့ bounce back ပြန်လုပ်လာနိုင်မယ်ဆိုတဲ့အပေါ်မှာလည်းဘာမှခံစားချက်မရှိတော့သလိုကိုဖြစ်တာကျွန်တော်အနေနဲ့ဒီဂျာတီဖြတ်တန်းခဲ့တဲ့မြတ်မှာဒီတစ်ချိန်ရလက်ဆိုးကိုကြောက်ပရိသတ်တွေစိတ်ပြတ်သွားတာကဒါအပြင်းထန်ဆုံးပဲလို့ကျွန်တော်ထင်ပါတယ်ဒီလိုချိန်မျိုးမှာ Arsenal အသင်းရဲ့အတွင်းပိုင်းမှာရောဘယ်လိုရှိနေသလဲဒါတွေကိုကျွန်တော်တို့ပွဲမစခင် interview တွေပြောဆိုမှုတွေသတင်းစာရှင်းလင်းပွဲတွေဒါတွေကနေတဆင့်ကျွန်တော်တို့လေ့လာကြည့်ရအောင်ပါMikel Arteta ကိုသတင်းတောက်တွေကတော်တော်လေးကိုအပြင်မှာဖြစ်နေတဲ့ကိစ္စတွေကိုမေးခဲ့တယ် Christian Nugget ကိုပွဲမကစားစေတဲ့ကိစ္စကိုပြောတယ်Bodelar ဆိုပြီးတော့ social media မှာလှောင်ပြောင်နေကြတဲ့ကိစ္စတွေကိုမေးတယ်ပြီးတော့အသင်းရဲ့အနေထားနဲ့အဆင့်အတန်းပေါ့လေဒါတွေအကုန်လုံးကိုမေးသွားခဲ့တယ်ဒီနေရာမှာ Arteta ရဲ့ပြန်ဖြေကြားချက်တွေထဲမှာစိတ်ကျေနပ်စရာကောင်းတဲ့ဟာတွေရှိတယ်လက်ခံလို့ရတဲ့ဟာတွေရှိတယ်ပြီးတော့သိသဘောမတွေ့တဲ့ဟာတွေလည်းရှိပါတယ်အဲ့ဒီဟာလေးတွေကိုကျွန်တော်တို့ကောက်နှုတ်ပြီးဆက်ပြီးပြောကြရအောင်ပထမဆုံး Bodelar ဆိုကိစ္စပေါ့လေ Arsenal အသင်းဟာရတဲ့အခွင့်အရေးကိုလွှတ်ပစ်လိုက်တယ်အခြေအနေကောင်းရှိရတဲ့ဒါကြီးကိုဖျက်ဆီးပစ်လိုက်တဲ့အသင်းဆိုတာနဲ့ပတ်သက်ပြီးတော့သူကဒီအသုံးနှုန်းကသူ့ရဲ့ vocabulary မှာမရှိဘူးသူတို့အနေနဲ့အကောင်းဆုံးစူးစမ်းခဲ့တယ်မဖြစ်မြောက်ခဲ့ဘူးဒီအတွက်အပြစ်တင်တာတွေကိုလက်ခံမှာဖြစ်တယ်သူတို့လည်းလိုအပ်ချက်ရှိခဲ့တယ်ဒါပေမဲ့အဲ့လိုမျိုးစကားလုံးတွေသုံးပြီးတော့ရှောက်ပြောနေတာမျိုးထပ်စားလို့ရှိရင်သူတို့ရဲ့တာဝန်ကအကောင်းဆုံးသုံးသက်ပြီးတော့ရှေ့ဆက်နိုင်ဖို့ပဲဖြစ်တယ်ဒီအလုပ်ကိုပဲသူတို့လုပ်မယ်ဆိုပြီးတော့ပြောသွားပါတယ်အသင်းရဲ့ရလက်ပေါ်မှာစိတ်ပြတ်နေပေမဲ့ဒီအချက်ကိုတော့ Arteta ပြောတဲ့အပေါ်မှာကျွန်တော်သဘောကျတယ်ဒါအမှန်ပါတယ်social media မှာဟိုပြောဒီပြောနေတဲ့စကားလုံးတိုင်းကိုလိုက်ပြီးတော့စဉ်းစားနေစရာတော့မလိုဘူးသုံးသက်ရမှာတော့မှန်တယ်ကိုအားနေချက်ကိုပြန်ကြည့်ရမှာမှန်တယ်ဒါပေမဲ့ရှေ့ဆက်ပြီးသွားရမှာပဲဆိုတော့ဒီအချက်ဖြေချမှုကိုကျွန်တော်သဘောကျပါတယ်နောက်တစ်ချက်ကတော့ Christian Nugget နဲ့ပတ်သက်တဲ့အပိုင်းပေါ့လေသူက Nugget ကိုမသုံးတာကထူးထူးအကြောင်းပြချက်တွေဆိုတာထက်ပွဲတစ်ပွဲချင်းစီမှာဘယ် player ကိုသုံးမယ်ဘယ် player ကိုမသုံးဘူးဆိုတာကိုသူတို့ဆုံးဖြတ်ချက်တွေချတဲ့အခါမှာကြန့်ခိုင်မှုတွေနီးစနစ်ပိုင်းနားလည်မှုတွေပြိုင်ဘက်ရဲ့အနေအထားတွေဒါတွေကိုကြည့်ပြီးတော့အကောင်းဆုံး fit in ဖြစ်မဲ့လူကိုသူတို့သုံးတယ်ဆိုပြီးတော့ဖြေကြားပါတယ်ဒီအပေါ်မှာတော့နည်းနည်းလေးပြောစရာရှိတယ်ဘာကြောင့်လဲဆိုတော့ Nugget ရဲ့အနေအထားဒီကိစ္စတော်တော်များများအတွက် qualify ဖြစ်မနေဘူးအဆင်ပြေမနေဘူးဆိုလို့ရှိရင်တော့မှ32မိနစ်ပဲ Premier League မှာကစားထားရတယ်ဆိုတော့အနေအထားမျိုးတော့မဟုတ်ဘူးလို့ကျွန်တော်ထင်တယ် Premier League အတွေ့အကြုံအများကြီးရှိတယ်ရှိလို့ကိုယ်အသင်းကိုတော့ဂိုးသွင်းမှုသေးတယ်ဗျာကိုယ်အသင်းနဲ့တွေ့တဲ့အချိန်မှာလည်းအများကြီးလုပ်ပြထားနိုင်ခဲ့တဲ့ကစားသမားဖြစ်တယ် Brentford အသင်းရဲ့ captain လည်းဖြစ်တယ်ဆိုတော့ဒီလိုကစားသမားဒီ first line နဲ့မဝင်ဘူးပွဲကစားချိန်နည်းတယ်ဆိုတာလောက်အထိကျွန်တော်တို့လက်ခံပြီးလို့ရတယ်ဒါပေမဲ့32မိနစ်ဆိုတဲ့အနေအထားကြီးကတော့အဆင်သိမ့်မပြေဘူးဒါကတော့ Arteta အနေနဲ့သူ့ရဲ့မသုံးလုံမှုအပေါ်မှာပဲသူကာကွယ်ပြီးပြောကြားလိုက်တဲ့စကားဖြစ်တယ်လို့ကျွန်တော်ထင်ပါတယ်နောက်ထပ် Arteta ကပရိသတ်တွေကိုတောင်းဆိုတယ်သူလည်းကစားသမားဖြစ်ခဲ့ဘူးတယ်အဲ့ဒါကြောင့်မို့လို့ခံစားချက်တွေကိုတော့သူသိပါတယ်ပေါ့ဗျာပြီးတော့နိုင်နေတဲ့နေ့တွေမှာအားပေးရတာအရန်လွယ်တယ်တေချားတဲ့နေ့တွေရှုံးနေတဲ့နေ့တွေမှာလည်းအားပေးပြီးတော့ပရိသတ်တွေရဲ့အင်အားက player တွေအတွက်အရေးကြီးရဆိုပြီးပြောတယ်ဒီနေရာမှာ Arteta အနေနဲ့တိတိကြီးနဲ့ပဲဒီစကားပြောတာလားဒါမှမဟုတ်ပရိသတ်တွေကိုသူအထင်လွဲနေတာလားတော့မသိဘူးပရိသတ်တွေကကစားသမားတွေကိုဘာအသိမပြောဘူးသူ့ကိုအဓိကပြောနေတာနောက်တစ်ခုကပရိသတ်တွေအများကြီးစိတ်ရှိပါတယ် patient လည်းဖြစ်ပါတယ်စူစူပူပူလည်းသိမရှိပါဘူးတခါလေတော့ဗျာစူပလားရနဲ့ဝေးနေပြီဖြစ်တဲ့အသင်းဖန်တန်ဖြစ်တဲ့အတွက်ကြောင့်ဘယ်လိုပြောရမလဲနည်းနည်းကြောင်တိကြောင်တောင်ကိစ္စလေးတွေဒေါသနောက်ပါသွားတာတွေရှန်ထွက်သွားတဲ့ကိစ္စတွေတော့ရှိတာပေါ့ဒါပေမဲ့ဒါက percentage အနည်းငယ်လောက်ပါပဲ common problem တွေဘာမှသိပြီးတော့ထူးထူး issue လုပ်နေစရာကိစ္စလို့မထင်ဘူးဆိုတော့ Arteta ရဲ့အဲ့ဒီစကားကိုတော့ကျွန်တော်သိသဘောမကျဘူးဒါကပရိသတ်တွေရဲ့ခံစားချက်ကိုသူ့ shoot down တစ်ခုတည်းကနေပြီးတော့ပိတ်ပြီးတော့ပြောလိုက်တယ်လို့ကျွန်တော်ခံစားရတယ်ဆိုတော့Arteta နဲ့ပတ်သက်ရင်တော့သဘောကျတာလည်းနည်းနည်းပါပေမဲ့များသောအားဖြင့်ကတော့
သူ့ရဲ့ဒီသတင်းစာရှင်းလင်းပွဲမှာဖြေချတာတွေကိုကျွန်တော်သိပြီးသဘောမကျဘူးဆိုတော့ Arteta ကိုဘယ်နှမှတ်ပေးမလဲပေါ့လေသိကြည့်မရအောင်ဆိုတော့အောက်မှတ်တော့ပေးလိုက်ပါဟိုဆူဆူရွာပောက်ကြရရှောက်ပြီးတော့ပြောနေတာတော့မဟုတ်ဘူးပေါ့လေဆိုတော့ Arteta ကတော့သူ့ရဲ့ပွဲချိုပြောဆိုမှုတွေကအရင်အဆင်ပြေလာတယ်မဟုတ်ဘူးဒါပေမဲ့လည်းသူ့မှာလည်းဖိအားတွေအများကြီးအောက်ရောက်နေတယ်ဒီပွဲကိုလည်းနိုင်အောင်ကစားပေးမယ်ဆိုလို့ရှိရင်တော့လည်းဟိုထားလိုက်ပါတော့လေဒီလိုပဲပြောရတော့မှာပေါ့သူ့အနေနဲ့မှန်နေခဲ့တာတွေအများကြီးပဲဆိုတော့ Declan Rice ကြီးသွားရအောင်ကျွန်တော်တို့တွေကစိတ်ပြတ်ခဲ့သမျှအရာရာကို Declan Rice ကြီးကနေပြန်ရနေတယ်လို့ပဲပြောရမှာပဲ Declan Rice ကအသင်းကောင်းဆောင်မဟုတ်ပေမဲ့ပွဲကြိုပွဲပြီးပြောဆိုမှုတွေမှာသူ့ကိုပဲကျွန်တော်တို့တောက်လျှောက်မြင်နေရတယ်ဆိုတော့မကြခင်လာမယ့်ရာသီမှာ Declan Rice ကိုကျွန်တော်တို့တွေ Arsenal အသင်းရဲ့ခေါင်းဆောင်အဖြစ်ကျွန်တော်တို့မြင်ရမယ်လို့ယူဆရပါတယ်သူ့ရဲ့ပြောစကားတွေမှာပထမအဆုံးပရိသတ်တွေရဲ့ခံစားချက်ကိုအရင် reflect ဖြစ်တယ်ဗျာပရိသတ်တွေမကျေနပ်ဘူးဆိုတာကိုသူသိတယ်ကျွန်တော်တို့ကလည်းမဖြစ်သင့်ဘူးဒါတွေကိုကျွန်တော်တို့ပြုပြင်ရမယ်ဆိုပြီးတော့သူပြောတယ်ဗျာဒီတော့ဟိုအ ਨੇ ဆုံးကျွန်တော်တို့သုံးစားမရပါဘူးဆိုတော့ကျွန်တော်တို့အသုံးမကျပါဘူးဆိုတော့ဝန်ခံမှုကိုကျွန်တော်ရိုးရိုးသားသားရတယ်ပြီးတော့နောက်တစ်ခုရှင်းလင်းတဲ့ပြောဆိုမှုဗျာပရီးမီးယားလိကိုဘယ်သူမှကျွန်တော်တို့ရော့အင်ဆိုပြီးလာပေးမှာမဟုတ်ဘူးကျွန်တော်တို့တွေကဆက်သွားရမှာဆိုတဲ့သဘောပြောတယ်လက်တွေ့ကြတယ်ဟိုကျွန်တော်တို့ပြန်စူးစမ်းပါမယ်အားလုံးကလည်းအကောင်းဆုံးလုပ်နေပါတယ်ဆိုတော့ရေဘူးရအပေါ်ရန်စကားတွေမဟုတ်ဘူးဗျာအဲ့လိုမျိုးမဟုတ်ဘဲနဲ့တကယ်ကိုဟိုကိစ္စပေါ်ဖြစ်နေတဲ့ကိစ္စပေါ်မှာတက်တဲ့ထိတဲ့စကားလုံးမျိုးတွေပြောတယ်အဲ့ခါကျတော့ကျွန်တော်တို့ကဟိုစိတ်တက်ကြနေပေမဲ့ Rice ရဲ့ဥဆောင်မှုကိုကြည့်ပြီးတော့အ ਨੇ ဆုံးအားပြန်မတက်ဘူးဆိုလို့ရှိရင်တော့မှစာနာစိတ်ဖြစ်လာတယ်ဟိုဒီကစားမဲ့ပွဲကိုကြည့်ဖို့အတွက်ဟိုကျွန်တော်တို့ခွန်အားပြန်ရလာတယ်ပေါ့လေနောက်တစ်ချက်ကတော့ပရိသတ်တွေကိုတောင်းဆိုတာပါArteta လည်းတောင်းဆိုတာပဲ Odegaard လည်းတောင်းဆိုတာပဲ Rice လည်းတောင်းဆိုတာပဲဒါပေမဲ့ Rice ရဲ့တောင်းဆိုမှုကပို့ပြီးတော့လက်တွေ့ကြတယ်ကျွန်တော်တို့နောက်ကအားပေးပါကျွန်တော်တို့အကောင်းဆုံးစူးစမ်းပါမယ်ဆိုတာမျိုးမဟုတ်ဘူးပရိသတ်တွေစိတ်ပြတ်နေမှာကိုသိတယ်ဒါပေမဲ့ဒီအခြေအနေရောက်အောင်ကျွန်တော်တို့အတူတူလာခဲ့ပြီးသွားပြီဆက်ပြီးတော့ကျွန်တော်တို့နောက်မှာရှိပေးပါဆက်ပြီးတော့ကျွန်တော်တို့ကိုတွန်းအားပေးပါကျွန်တော်တို့အကောင်းဆုံးစူးစမ်းပါမယ်ဆိုတာမျိုးဗျာဟိုငါတို့ကိုလည်းအားပေးငါတို့လည်းဘာပြန်လုပ်မယ်ဆိုတော့တိကျတဲ့ action plan မျိုးမြင်ရတယ်ဒီတော့ Declan Rice ရဲ့ပြောစကားတွေအကုန်လုံးကတော့တကယ်ကိုဟိုအသင်းကောင်းဆောင်တယောက် formality တွေပြောကောင်းတဲ့ဟို literature လို့ဘာလို့တွေရှောက်ပြောနေတာမျိုးထက်တကယ်လက်တွေ့ဘောလုံးကစားနေတဲ့အားကစားသမားတယောက်အသင်းကောင်းဆောင်တယောက်ရဲ့စကားသံလို့ကျွန်တော်တို့ကခံစားရပါတယ်မြင်ရပါတယ်အပြန်အလှန်မြစ်တာလေးတွေအသွားပြန်ရှိမယ်ဆိုရင်တော့မှဗျာ Declan Rice ရဲ့ပြောစကားတွေကမြစ်တာရှိခြင်းစရာတော်တော်လေးကောင်းပါတယ်ဆိုတော့မနေ့ကသတင်းစာရှင်းလင်းပွဲမှာ Arteta စီကနေကျွန်တော်တို့ကြားခဲ့သမျှကတော့တိတ်ပြီးအောင်မလန်းပေမဲ့Declan Rice ရဲ့ပြောစကားတွေကိုတော့ကျွန်တော်တို့တော်တော်လေးကြိုက်တယ်။နောက်တစ်ခုကဒီပွဲဟာဘယ်လောက်အရေးကြီးတယ်ဆိုတာသူသိတယ်။ဘူကာယိုဆာကာနဲ့စကားပြောပြတဲ့အခါမှာအသင်းမှာရှိတဲ့ဝန်ထမ်းတွေအတွက်ရောမိသားစုတွေအတွက်ရောအကုန်လုံးအတွက်ဒီပွဲဒီလုံးဝအမှားခံလို့မရဘူး။နိုင်ကိုနိုင်ရမယ့်ပွဲဖြစ်တယ်ဆိုတာကိုသူနားလည်ထားတယ်ဆိုပြီးပြောတယ်။အခု Nottingham Derby ပွဲအတွက်လည်းသူကစားဖို့အတွက်စိတ်အားထက်သန်မှုတွေပေါ်ပြအများကြီးဟိုပြသနိုင်ခဲ့တယ်။ဒီပြသမှုတွေအကုန်လုံးကကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကရှုံးထားလို့အကောင်းဆုံးပောက်ကွဲပြပါမယ်ဆိုတာမျိုးမဟုတ်ဘူး။ပရိသတ်ရဲ့ရှုထောင့်ကိုသူဝင်ပြီးတော့ပြောပေးနိုင်တယ်ပေါ့ဗျာဒါကိုကျွန်တော်တို့မြင်ရတယ်ဒါကြောင့်မို့လို့ Declan Rice ရဲ့ပွဲကြိုပြောကြားမှုကိုတော့ကျွန်တော်တို့ကအမှတ်တရအပြည့်ပေးခြင်းနဲ့ Arsenal ပရိသတ်တယောက်အနေနဲ့ပေါ့လေတခြားဘောလုံးသင်ပရိသတ်အနေနဲ့ဆိုလို့ရှိရင်တော့အမြင်ကတစ်မျိုးရှိကောင်းရှိမှာပေါ့ဆိုတော့အဓိကပြောချင်တာတော့ဒါပဲ Arteta ကတော့ဒီပွဲကိုကန်ဖို့မဆောက်နိုင်တော့ဘူးခုချင်းချင်းထကန်မယ်ဆိုတော့ကန်လို့ရတယ်ပါလုံနေဆရာသမားကနော်အခုတော့မှ10ရက်အတွင်း4ပွဲကန်ရတာအဲ့သတင်းစာရှင်းလင်းပွဲနေ့တော့လာထကန်လို့ရှိရင်10ရက်အတွင်း4ပွဲတွေပါဖြစ်မှာဒုက္ခတောင်လှလှကြီးနဲ့တွေ့သွားအောင်မယ်ဒီဆရာသမားကတော့ဟိုဘယ်လိုပြောရမလဲသူတခုခုအရန်ပြန်လုပ်ပြခြင်းနေတယ်ဗျာအဲ့ခံစားမှုမျိုးကျွန်တော်လည်းနားလည်ပါတယ်ဒါပေမဲ့ तू ကခေါင်းဆောင်နေရတဲ့လူလေဒီ project ကြီးတစ်ခုလုံးရဲ့ manager ဗျာဟိုအားလုံးရဲ့ head ပဲနည်းနည်းတော့စိတ်လေးပါထိမ့်မအောင်လို့ပဲပြောရမှာပေါ့ကျွန်တော်လည်းမုကတော့အရင်ကောင်းလာတယ်မဟုတ်ဘူးကြည့်ဖို့လည်းပြီးခဲ့တဲ့အပတ်တွေကလိုမျိုးစိတ်အားထက်သန်မှုမျိုးတော့မရှိဘူးဆိုတော့ဝန်ခံတယ်ဒါပေမဲ့လည်း Rice ရဲ့စိတ်အားထက်သန်မှုနဲ့သူ့ရဲ့ဥဆောင်မှုကိုယုံကြည်ကိုးစားပြီးတော့မရှိတဲ့စိတ်ကလေးတွေကိုပဲနှစ်ပြီးတော့မနှက်ဖြန်ဖုန်း screen share ကိုအရောက်သွားရအောင်မှာဖြစ်ပါတယ်။ရိုးသားဆုံးပြောရရင်တော့အရန်ကြီး fresh မဖြစ်သေးပါဘူး။ဒါပေမဲ့ Rice ရဲ့စကားလုံးများသည်ကျွန်တော်တို့တွေအတွက်တကယ်ကောက်ရိုးတမြင်အင်အားဖြစ်စေနိုင်တဲ့ရေကြီးတစ်ပေါက်လိုပဲပြောအောင်မှာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။